ဆက်လက်ပြီးတော့တေးရေးအင်စလီမောင်မောင်ရေးဆက်ထားတယ်ကျိုးမဲ့ချီတိုင်းဆိုတဲ့သင်းနဲ့ခေါ်ပြီးပါမယ်အတွက်ရုံးကန်ရင်ဆိုင်မခီးထွက်မဲ့လောကကိုလူသားဝိုင်းရတဲ့ဝိုင်းရခဲ့တဲ့ပြောလို့အတင်းကကြောခိုင်းထွက်လာစဉ်ပရိတရားနဲ့မှရနေလေတော့နီမရရဲ့ရင်ဝင်စုနေမလားအတင်လို့ခရီးကြံစကားလမ်းစဉ်မန်ထားရဲ့လမ်းစာမဆုံးငင်မှာရီလေလေရီလေယောတဲချင်းလေးဆိုသမီးလေးငိုတန်ကြနေတယ်လေကြောတန်ကြနေတယ်လေသမီးလေးရဲ့ကြုံဝငိုတန်ကိုကြားပြီးတော့ရင်ဝင်ပူလောင်ကျွမ်းလမ်းထားရဲ့လမ်းတစ်ပေထွက်ကနာစေရှေ့ဆက်မဲ့လမ်းဖြတ်ပြန်မြင်မီကျိုးမဲ့ချီတိုင်းကိုဖန်ဆုပ်တဲ့လောကကိုလူသားဝိုင်းရတဲ့လွိုင်းရခဲ့တဲ့ပြောလို့ဆုံးဖြတ်ကလဲလို့ပြန်ပြီလားရီလေလေရီလေယောတဲ့ချင်းလေးဆိုသမီးလေးငိုတန်ကြနေတယ်လေရီလေလေရီလေယောတဲ့ချင်းလေးဆိုသမီးလေးချော်ကိုလဲပြန်ပြီလားကျိုးမဲ့ကြည်တိုင်းကိုဖန်ဆုပ်တဲ့လောကကိုလူသားဝိုင်းရတဲ့လွိုင်းရခဲ့တဲ့ပြောလို့ဆုံးဖြတ်ကလဲလို့ပြန်ပြီလားရီလေလေရီလေယောတဲ့ချင်းလေးဆိုတန်ကြနေတယ်လေ